အားလုံးပဲမင်္ဂလာပါရှင်အဲ့တော့ဒီနေ့သင်ပြပေးမယ့်သင်ခန်းစာလေးကကြတော့ဒီ format painter button လေးရဲ့အသုံးပြုပုံပြုနည်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခု Microsoft Word ထဲမှာစာတွေရိုက်ခဲ့ကြတယ်ရိုက်ထားတဲ့စာသားတွေနဲ့ပတ်သက်ပြီးတော့စကားလုံးလေးတွေကို format တွေ style တွေမျိုးစုံပြင်ခဲ့ကြတယ်လက်ရေး font တွေပြင်တယ် size တွေပြင်တယ် color တွေပြင်ခဲ့ကြတယ်ပေါ့နော်အခုအဲ့ပြင်ထားတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့အသုံးပြုမှာဖြစ်ပါတယ် for example ကျွန်မဘယ်လိုသုံးချင်လဲဆိုတော့စကားလုံးလေးတစ်လုံးမှာကျွန်မအဲ့လက်ရေး font တွေ size တွေ style တွေကိုပြင်ချင်တယ်ပြင်လိုက်တဲ့ style နမူနာကျွန်မတစ်ခါလေးလုပ်ပြပေးပါမယ်ဒီ information ဆိုတဲ့စကားလုံးကို selection မှတ်လိုက်မယ်ပြီးသွားရင် bold လုပ်မယ် underline တားမယ်ပြီးသွားရင်စလုံးအရောင်တွေကျွန်မအနီရောင်လေးပြောင်းချလိုက်ပြီး selection ဖြုတ်ကြည့်လိုက်တယ်အဲ့တော့အခုဒီ information ဆိုတဲ့စကားလုံးလေးထဲမှာထည့်ထားတဲ့အဲ့ဒီ bold underline စလုံးအနီရောင် red color လေးအဲ့သုံးခုကိုမလုပ်ချင်လဲဆိုတခြားဒီစကားလုံးလေးမှာတခြားစကားလုံးလေးမှာလည်းကျွန်မအဲ့ပုံစံအတိုင်းလိုချင်တာအဲ့ format အတိုင်းအဲ့ character format အတိုင်းကိုလိုချင်တယ်ဆိုရင်ပုံမှန်ဆိုတော့ဘာလို့ရလဲပြင်ချင်တဲ့စာသားကို selection မဲ့ခုနလိုပဲ bold underline အရောင်တွေထည့်မယ်တစ်ခုချင်းစီလိုက်ပြင်ရမှာပေါ့နော်အခုကျတော့အဲ့လိုမျိုးမပြင်မဲနဲ့ဘာလုပ်ချင်လဲဆိုကျွန်မဥပထမဆုံးပြင်ထားတဲ့အဲ့ effect တွေဒီ character ထဲမှာဒီ information ဆိုရေးထားတဲ့စကားလုံးလေးထဲမှာထည့်ထားတဲ့အဲ့ format တွေ character format တွေကိုဘာလုပ်မလဲဆို copy ကူးယူပြီးတော့တခြားစကားလုံးလေးမှာပြန်ပြီး apply လုပ်မှာဖြစ်ပါတယ်ဒါဆိုအဲ့လို apply လုပ်ချင်တယ်ဆိုရင်အခုအရင်ဆုံး character တစ်ခု one word ပေါ့နော် character တစ်ခုကိုတော့ဘာလုပ်ရမလဲဆိုတော့ format တွေထည့်လိုက်တယ်အခုကျွန်မဒီ information မှာထည့်ထားတယ် bold underline ရယ်ပြီးတော့စလုံးအနီအောင်ထည့်ထားတယ်အဲ့ထည့်ထားတာဥမာဘာလို့အဲ့ character format တွေကို copy ကူးယူပါမယ်အဲ့ copy ကူးယူမဲ့ button လေးကဘာမှရှိလဲဆိုကျွန်တော်တို့ဒီအပေါ်ဘက်က tab တွေထဲက home tab ထဲမှာရှိပါတယ် home tab ထဲရဲ့ဒီပထမဆုံး clipboard ဆိုတဲ့ panel လေးထဲမှာ button လေး brush ပုံစံလေး pointer တင်လိုက်တယ် format painter လို့ရေးထားပါတယ်အဲ့တော့အဲ့ format painter ဆိုတဲ့ button လေးကိုအသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့အဲ့ format painter button ကိုတစ်ချက်နှိပ်ရင်ရတယ်နှစ်ချက်နှိပ်ရင်တစ်ချက်ပဲတကယ်လို့ကိုကခု selection မှတ်ထားတဲ့ဒီ character ထဲမှာရှိတဲ့ format တွေကိုတစ်ချိန်ပဲပြန်ပြီးအသုံးပြုချင်တာဆိုရင်တော့ format painter button မှာတစ်ချက်ပဲနှိပ်ရတယ်မဟုတ်ဘူးစကားလုံးတွေအများကြီးမှာပြန်ပြီး apply ပြုလုပ်ပြန်သုံးချင်တယ်ဆိုရင်တော့ကျမတို့ format painter ဆိုတဲ့ button ကို mouse ကနေ double click နှစ်ချက်ဆက်တိုက်နှိပ်လိုက်မယ်ပြီး mouse ကိုဖယ်ကြည့်လိုက်ပါပြီး mouse pointer လေးကိုရွှေ့လာကြည့်လိုက် mouse pointer တခြားနေရာမှာသွားထားလိုက်မယ်ဆိုရင်တော့မြားလေးကဘယ်လိုပေါ်မလဲမြားပေါ်မယ် insertion point ပေါ်မယ်ဒါပေမဲ့စာသားတွေထဲမှာဆိုရင်တော့ဘာလုပ်မလဲ mouse pointer လေးကိုကြည့်လိုက်ပါ mouse pointer eye wheel လေးနဲ့တူ brush လေးပါပါလာတယ်ဆိုတော့တွေ့ရလိမ့်မယ်အဲ့ဒါဘာလို့လိုက်တာလဲဆိုတော့ကျွန်တော်ခုနကရိုက်ထားတဲ့စာသားထဲမှာထည့်ထားတဲ့ format တွေ character format တွေကို copy ကူးလိုက်တာဖြစ်ပါတယ်ကဲဒါဆိုစပြီး apply လုပ်ပါမယ်ဘယ်စကားလုံးလေးမှာပြန်ပြီးတော့အသုံးပြုချင်တာလဲအသုံးပြုချင်တဲ့စကားလုံးကိုအဲ့ selection မှတ်ချင်လဲရတယ်မှတ်ချင်ရင် click သွားနှိပ်လိုက်ရင်လဲရတယ် example ကျမတို့ဒီမှာ van publish မှာ click ချက်နှိပ်လိုက်တယ်တွေ့လားပြောင်းသွားတယ်တွေ့လားနော်ဘာတွေပြောင်းသွားလဲခုန information ထဲမှာထည့်ထားတဲ့ effect တိုင်းပဲ bold underline စလုံးအနီရောင်လေးပြောင်းသွားတယ် mouse pointer ကိုလည်းကြည့်လိုက်ပါ format painter လေးကပျောက်သွားလားဆိုမပျောက်သေးဘူးနော်ဘာကြောင့်လဲဆိုတော့ကျမတို့ double click နှိပ်ခဲ့တာကိုတခြားနေရာမှာထပ်သုံးလို့ရပါသေးတယ်ဒါဆိုကျမဒီမှာ computer ပေါ်မှာ click ချက်နှိပ်လိုက်ပြီနောက်ထပ်တစ်ခု success မှာနှိပ်လိုက်တယ်နောက်တခြားနေရာလေးမှာလည်းဘာလို့မလဲကိုကြိုက်တဲ့စကားလုံးလေးပေါ်မှာ click တစ်ချက်ချင်းစီနှိပ်သွားကြည့်လိုက်ပါနှိပ်လိုက်တဲ့နေရာတိုင်းမှာဘာလို့မလဲအဲ့ဒီ effect တွေဝင်သွားတယ်ဆိုတော့တွေ့ရပါလိမ့်မယ်အဲ့ဒါဘာလို့လိုက်တာလဲဆိုတော့ character formatting ကို copy ကူးယူလိုက်တာပါဘာကိုအသုံးပြုပြီးတော့လဲဆိုတော့ format painter ဆိုတဲ့ button လေးကိုအသုံးပြုပြီးတော့မှရှိပြီးသား character format တွေကိုတစ်ချိန်ထက်မကအများကြီးပဲဘာလို့လဲ copy ကူးယူလိုက်တဲ့ပုံစံလေးဖြစ်ပါတယ်အဲ့တော့ကိုကစိတ်တိုင်းက copy ကူးလို့ပြီးသွားပြီတခြားနေရာမှာမသုံးချင်တော့ mouse pointer ကိုငကိုတိုင်းပြန်ထားခြင်းတယ်ဆိုရင်တော့ keyboard မှာရှိရဲ့ ESC ဆိုတဲ့ escape key နှိပ်ခြင်းနှိပ်မနှိပ်ချင်အဲ့ button လေးမှာပဲပြန်နှိပ်ပေးရမယ်အဲ့တော့အခုကျမကတော့ဘာလုပ်မလဲ button ကိုပဲပြန်နှိပ်ပြပါမယ်အဲ့ format painter button မှာ click ချက်နှိပ်ကြည့်လိုက်ပြီးရင် mouse ကိုပြန်ပြီးကြည့်လိုက်ဖယ်ကြည့်လိုက်ပါ mouse pointer လေးကိုကြည့်လိုက်ငကိုတိုင်းလေးပြန်ဖြစ်သွားတယ်ဆိုတွေ့ရလိမ့်မယ်အဲ့ဒါဘာလို့လိုက်တာလဲဆိုတော့ format ဒီ character formatting ဖြစ်ပါတယ် character တွေမှာရှိတဲ့ဒီ format တွေကိုမှ copy ကူးယူလိုက်ပါတယ် format painter button လေးကိုသုံးပြီးတော့ copy ကူးယူလိုက်တဲ့အပိုင်းလေးဖြစ်ပါတယ်အဲ့ဒါလေးကလည်း Microsoft Word ထဲမှာဆိုအရန်သုံးဝင်တဲ့ function လေးတစ်ခုဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုလည်းလိုက်ပြီးတော့လေ့ကျင့်ကြည့်ပါဦးเนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်